20ကျေဒီဖောက်စာ 1.5 အဲ့လိုကြည့်ရမယ်တစ်ခုစီပဲနော်အဲ့ကျဲဒီမှာလေဘင်းတန်ဖို့အရင်စောင့်နေတယ် ကော်လန်မျိုးဆိုဒီလိုပဲဆွဲရတာကိုတနည်းကကုတ်ကော်လာကြတော့ပတ်တယ်မှာပဲ ပတ်တယ်မောကနေပွားသွားမှာဟုတ်တယ်ဒီအားကြတော့ကျွန်တော်ရှက်ကော်လန်ပိုင်းနော်တက်ဆွဲရမှာနော်အဲ့ဒေါင်းမန်နေရာလေးကနေမှလေဘင်းတန်ဖို့22မှလေဘင်းတန်ဖို့ပဲမှမှာနော်ကျဲသီးတောင်မပါဘူး22အဲ့ဒီ22ကို3ပုံပုံထားတယ်3ပုံပုံလိုက်နော်ချိန်မှာ3ပုံပုံလိုက်နောက်ဆုံးတစ်ပုံမှာဒီချက်ကိုတစ်ခွဲတက်ပေးရမယ်တစ်ခွဲတက်ဒီလိုလေးတက်တာနှစ်ပုံတန်ဖို့ကြတော့အပေါ်ဒေါတ်တက်လိုင်းလေးထောင်းသွားဒီလိုလေးတော့နှစ်ပုံတန်ဖို့မှာနော်ဒီလိုလေးတော့အဲ့ဒီဒေါတ်တက်လိုင်းထောင်းထားတဲ့နှစ်ပုံတန်ဖို့နဲ့ဒီရဲ့တစ်ခွဲကိုစောင်းပြီးဆက်လိုက်နော်ဒီလိုလေးဆက်တယ်ဒီရောက်ရက်သွားပြီနော်ရက်တဲ့နေရာကိုဆွဲထုတ်သွားလိုက်အဲ့လိုလေးနော်အဲ့တော့တက်လိုက်တဲ့အမှတ်ကနေမှာတဲ့ကျဲသီးဖောက်စာပြန်လာထုတ်ကကိုကနှစ်ယူခဲ့တဲ့သူဆိုနှစ်လေးပြန်ထုတ်ကိုကတစ်ခွဲယူခဲ့ရင်တစ်ခွဲပြန်ထုတ်ကိုကနှစ်ခွဲယူခဲ့ရင်နှစ်ခွဲပြန်ထုတ်နော်အဲ့နေရာမှာခြေကပုံမှန်ကျဲသီးစာလေးဆိုတစ်ခွဲနှစ်ပဲယူတာဆိုတော့ခြေဒီမှာတစ်ခွဲလေးပဲပြန်ယူလိုက်ဒီနေရာကိုထုတ်လိုက်တဲ့တန်ဖိုးလေးဒါကျဲသီးစာဖြစ်အောင်အဲ့ဒီထုတ်လိုက်တဲ့တစ်ခွဲကနေဒေါင်းမှန်ကြည့်ပြီးတက်မယ်နော်ဒေါင်းမှန်ကြရမယ်နော်ဒီအောက်ကမြင်းလေးနော်အနီမြင်းလေးကနေချိန်သွားကိုမှတ်လိုက်တဲ့ကျဲသီးစာနဲ့ဒေါင်းမှန်ဆွဲယူတယ်ဒေါင်းမှန်ကြအောင်ပြီးပြီဆိုမှဒီချေလိုကဒီကော်လန်မတက်ခင်အောက်မှာရှာပြားလေးရှိရလေလေကရုံးရှာပြားလေးရှိရအဲ့ဒီအပြားစာလေးကိုလာယူမယ်3 cm နော်အပေါ်တက်မယ်နော်3 cm ဆိုချေလိုပေးတယ်မှာဆိုစင်တီပေးတယ်မှာ3ကန်ယူချလိုက်မယ်နော်အနီမြင်းကနေမှ1 2 3လေးကိုယူလာမယ်ဒေါတ်တက်လိုင်းလေးမှာရက်တယ်ဒေါတ်တက်လိုင်းလေးကနေအောက်ကအနီမြင်းလေးကနေမှလိုက်ပြီးပြန်ဆောင်းတယ်3 cm ဒီလိုပေါ့ဒါလေးကရှာပြားလေးပဲအဲ့ရှာပြားလေးကနေမှချေလိုဒီအတွင်းထဲကိုပြန်ပြီးရိုင်ပြီးဝင်မယ်ဒီကောင်ရိုင်တာကကြတော့ကိုယ်စိတ်ကြိုက်ရိုင်တာတစ်ခွဲနဲ့နှစ်လောက်ပဲအဆင်ပြေမယ်နော်အဲ့နေရာလေးကိုရိုင်လိုက်တယ်တစ်ခွဲအဲ့တစ်ခွဲနေရာဒီလိုခုံလေးလေရှာပြားလေးမှာပါတယ်ခုံလေးဆွဲချအဲ့တစ်ခွဲနေရာနဲ့အပေါ်ဒေါတ်တက်လိုင်းပြန်ထောက်ပါမယ်ဒီလိုလေးထောက်မယ်တဲ့လေးထောက်မယ်နော်ဒီကောင်လေးကိုထောင်လိုက်ရင်ဒီဘေးကဒေါတ်တက်လိုင်းလေးနဲ့အပြိုင်ကြည့်ပြီးထောင်ရမယ်လိုက်ဆောင်ကြရမလို့နော်ပြီးသွားပြီဆိုမှချေတော့ကော်လန်မဆွဲခင်ချားထားတာပေါ့စီးချားထားတဲ့3 cm အကြာလေးထပ်လာဒီမှာတကန်းထပ်ဆွဲမယ်နော်အဲ့ချိန်ဒီမှာလာပြီ3 cm ဆိုရင်1 2 3 3ကက်ညီလေးတဲ့လာမယ်ဒေါတ်တက်လိုင်းမှာရက်ဒေါတ်တက်လိုင်းကနေမှပြန်ပြီးတော့ဒီရဲ့တစ်ခွဲကိုပြန်သွားတယ်ဒီလိုလေးဒါလေးကိုခြေကဖယ်ထုတ်ပြန်ချက်ခဲ့လိုက်ပြီးပြီဆိုမှပေါ်လန်အပြားလေးလာပေါ်လန်အပြားလေးကစိတ်ကြ4 5 6ခွန်းတိုက်တော့ယူခြေဒီမှာ9 cm ယူပြမယ်နော်9 cm ဆိုအပြားလေးသူ့ဆိုအကြီးပဲတော့9လောက်ရှိတယ်ခြေဒီမှာ9 cm အပြားလေးပြောင်းနော်9 cm ကိုဒီအနီမြင်းလေးကနေတဲ့ဆွဲထုတ်သွားမယ်အဆုံးထိပဲကော်လန်အပြား6ကြိုင်6 9ကြိုင်9ပေါ့အဲ့လိုပြောတာနော်နောက်ဆုံးဒေါတ်တက်ကနေမှာတဲ့အပြင်ကိုချေလို့1 cm ပြန်ထုတ်မယ်နောက်ဆုံးဒေါတ်တက်ကနေ1 cm အဲ့ဒီ1 cm နဲ့မှာအောက်ကတစ်ခွဲလေးနဲ့ကိုစောင်းပြီးဆက်ချလိုက်အဲ့ဒီထုတ်လိုက်တဲ့အမှတ်ကနေအပေါ်တစ်ခွဲပြန်တက်မယ်ပြန်တက်လိုက်ပြီနော်အဲ့ဒီတစ်ခွဲနဲ့မှာပေးတဲ့အပွေးလေးကိုယူပြီးတော့ဒီရဲ့တစ်ခွဲရဲ့ဒီမှာရှိနေတဲ့နှစ်ပုံရဲ့ဒေါတ်တက်လိုင်းလေးကိုဒီလိုထိပြီးရတယ်ဒါလေးပဲအချက်ဖြတ်ယူရင်ဒီကော်လန်လေးဖြတ်ယူမယ်ဒီရှာပြားလေးဖြတ်ယူမှာဒါကြီးကိုဖယ်ထုတ်လိုက်အချက်ဒီနှစ်ခုကပြန်ထိရမှာပေါ့ဒီနှစ်ခုပဲသုံးပါလေသုံးပါဖြစ်တဲ့အတွက်ဒါလေးကိုချစ်ခဲ့ဒီဟာလေးကိုချစ်ခဲ့ဒီအလဲကဟာလေးကိုဖယ်ထုတ်ဒီနှစ်ခုပြန်ထိအဲ့လိုတော့ချစ်ခဲ့ရမယ်နော်ပိတ်စားညံ့ရင်ပိတ်ခောက်ကြောဆိုတာကိုပြတာပဲဒါပိတ်ခောက်ကော်လန်ညက်တုံးကလေးမှတ်မိလားကိုကော်လန်ညက်တုံးကပိတ်ခောက်ကြောဒါလေးပြရင်ပိတ်ခောက်ပဲကိုမှတ်ထားမယ်နော်အဲ့တော့ဒီချက်ကိုဒီဟာဆွဲရမယ်နော်ဒီကောင်ဆွဲရမယ်ဒီမှာပိုတယ်ကိုရေကကျတော့ပြီးမှလာညှက်ပြမယ်ကိုရေကဘာမှမပါဘူးကိုရေကြီးကဒီလေမဲပေါက်ဖောက်တာတစ်ခုပဲလားဟုတ်ကိုရေကဒီချက်လာညှက်ပြမယ်ပခုံးညှက်မယ်ဂျိုင်းညှက်မယ်ဒါပဲအဲ့တော့ကိုရေနောက်ချမ်းတစ်ချမ်းပါမယ်ခြေချမ်းတစ်ချမ်းပါမယ်ကော်လန်တစ်ခုပါမယ်လက်ကကိုကြိုက်တဲ့လက်တစ်ခုပါမယ်အဲ့ဆိုပြီးပြီနော်ဆွဲပြီနော်ဟုတ်ဆွဲသမီးကိုပတ်တန်ဆွဲထားတဲ့ပုံပါလေးဆွဲတာပတ်တန်ဆွဲထား